ဒါလေးတစ်ချင်းဆိုတော့ရန်ကောင်းပါရဲ့နော်ဒါလေးကကန်းကတော့မျိုးအောင်တစ်ချင်းဆိုတော့ဦးကန်းကတော့မျိုးအောင်လည်းဘာတော်လဲဒါဟမ်ဘာတော်လဲဘာမှမတော်ပါဘူးစဉ်းစားနေတယ်တခုတော့ထူးစားတယ်တတိရှိပြေးလိုက်ဘယ်နဲ့စဉ်းစားနေရပါတော့တတိရှိပြေးလိုက်ဘာပြန်မှမသိလို့ဖြစ်နေတာပါကလေးကိုမစဉ်းစားနေတခုတော့တခုပဲတဲ့လကားစတာဦးတို့ကသားကိုချစ်လို့စတာနော်ဘာမှမတော်ပါဘူးလို့အဖေပဲတော်ပါတယ်ဟုတ်ပါဘူးဘာမှမတော်ပါဘူးအဖေလို့ပြောကြရန်ပြီးပါလေနော်ဟုတ်ကဲ့ပါကဲအမေကိုတန်းတာပြီးဆိုတော့လေတော့မျက်လုံးလေးကိုမှိတ်ပြီးဆိုတော့တာနော်တကယ်လည်းအသက်ပါပါတယ်ဟုတ်ပါပြီဗျာကဲဝေယီဆူတောင်းပေးလိုက်ပါဦးကလေးကိုငါသားလေးဟဲ့မဲမဟုတ်လေပါလို့သားလေးချစ်စနိုးလေးနဲ့အရေးတဲ့ဒိုင်မင်းဝင်သေးတယ်အရေးကအလစ်ကိုဝင်ပြီးတော့တောကြောင်ကချောင်းနေတာဒီကနေပြီးတော့ဦးရဲ့တူလေးပေါ့အဲ့ဒါလည်းမဟုတ်သေးဘူးသူ့တော်လေးရှိဘယ်တော့တဲကိုတယ်မယ်ပါလာသားဘယ်လိုလာလဲကိုအမေရဲ့အဖေရဲ့အမေရဲ့ဟုတ်ပါပြီအဲ့တော့ဦးရဲ့သားလေးနော်ဒီဂီတတကားစုကြီးကိုဖိုင်ဖိုင်နဲ့ရပါစေလို့ဦးတို့ညောက်ကဆူတောင်းပေးလိုက်အများဆုံးပထမစုရပါစေဆူတောင်းပေးနော်ဒါနော်ဟုတ်ပြီနော်ကျေးဇူးနဲ့ပြပါလေဟေးဟုတ်ပါပြီကျေးဇူးတင်ပါတယ်နောက်ဆုံးသွားရောက်သွားတယ်